对了，喂，那朋友个，哎呦妈！နှစ်ယောက်တန်းငါ့ကိုအပြိုင်ဆိုင်ဖုန်ကြောင်မှုရောက်လာကြပြန်ပြီစိတ်လျှော့စိတ်လျှော့စိတ်လျှော့ ညီမလေးဟာညီမလေးကိုကလေကွာမနေ့ပြန်ကြရင်နိုင်ငံခြားကိုတွားဖို့ဝစ်စားတွေအကုန်လုံးကွာလာဝဲတာအဲ့တော့မနေ့ပြန်ကြရင်ညီမလေးအားလာရင် အားပါတယ်ရှင်းမအောင်နော် ဟာညီမလေးရတယ်ကွာ လက်ပြန်ဆိုင်မှာလုံးစရာလေးရှိသေးလို့ sorry နော် ခေကိုပြပြမနှက်ပြန်ဆိုတာဒီနေ့လောက်မသေးကြဘူးဒီနေ့ကအသေးကြဆုံးနေအဲ့တော့ကိုကြီးကလေဒီည flight နဲ့နင်ကြောကိုပြောတာဒါမကြီးနဲ့ရှာလိုက်သွားတာရှာလိုက်တော့လေမကြီးနဲ့ကိုကြီးကမကြီးနဲ့ကွာကိုကြီးရှက်တယ်ဟိုလေကလေးကဟိုည flight နဲ့ဟိုနိုင်ငံကျောင်းဂျပန်ကိုသွားမှာ ဂျပန်နဲ့ကွာဒီအသက်ရွယ်ဒီရုပ်ဒီရည်ဒီအရက်မောင်းနဲ့ဂျပန်ကိုသွားမယ်လေလား အဲ့ဒီငါသွားဘာဖြစ်လို့လဲ ဒီရွယ်မှာဂျပန်သွားမယ်ဆိုရင်တော့ဖြစ်နိုင်ကြ2မျိုးပဲရှိတယ်ဗျို့ ဟာ အိုင်ဒိုကိစ္စသွားလို့မလားဒါမှမဟုတ်ရင်စူမိုနဘန်သမားကြီးရဲ့အီကိုသွားကုန်ပြီးတဲ့အလုပ်ကိုလုံးမလို့လားချီရတယ်ကွာဟုတ်မှလည်းပြောပါဗျာ မင်းစကားပြောစင်ကြီးပြောစကားပြောစင်ကြီးပြောဒီရုပ်ဒီရအိုက်တိုပကိစ္စဥတိုက်ပကစီလောက်မလားဟိုစူမိုသမားတွေကိုအီးကုန်မင်းမလားမင်းစဉ်းစားလေကွာ ဖြစ်နိုင်တယ်လေဗျာ ဒီရုပ်ဒီကိုကြည့်ရဟိုဟာမင်းအနေထားလေကြည့်လိုက်ဟိုမင်းမျက်လုံးတွေဟိုတိမ်ဖုံးနေလားတွက်ချစ်လိုက်ဟိုသွားမင်းတို့မင်းနိုင်ငံသားတွေပါပြောမင်းကဘယ်နိုင်ငံကိုသွားမှာ ဟာဗျာဟိုနိုင်ငံလေးဗျာဒီလိုမိန်းကလေးတွေသဘောကျရဲ့နိုင်ငံ ဥတုခွေးမလားတကယ် ဘယ်ကလည်းဥရုခွေးမှာလဲဒီလိုမိန်းကလေးသဘောကျတဲ့နိုင်ငံဆိုမှတော့ပြင်သစ်ပေါ့ဗျာ ပြင်သစ်ဘာဆိုင်လို့လဲမင်းက ဟာစိုက်တာပေါ့ဗျာပြင်သစ်မှာဆိုရင်ကဘာကျော်ရေမွေးတွေကဘာကျော်ဖက်ရှင်အလန်းစားတွေဟုတ်တယ်လေကအဲ့တော့မိန်းကလေးတွေအများဆုံးသဘောကျတဲ့နိုင်ငံပြင်သစ်ပေါ့ဗျာရှင်းပြီလား မင်းကလည်းကိုနဲ့တန်လောက်ပါကွာဒီမှာငါတို့ကတော့ဂျပန်မှဂျပန်ပဲနားလေလားရလာမပြောနဲ့မင်းငါ့ ခဏခဏလေးနော် ဟမ် တခုတော့မေးလို့ရမလား ပါလေ ရှင်တို့နှစ်ယောက်ကလေဆိုင်ကိုဈေးဝယ်ဖို့လာတာလားဒါမှမဟုတ်တယောက်ကိုတယောက်အနိုင်မခံအရှုံးမပေးစကားရည်လူးဖို့လာကြရလား အဲ့ဒီမလေးကိုတော့ဈေးဝယ်ဖို့လာတာဒီအဖိုးကြီးကတော့ ဒါပဲစကားပြောကြည့်ဒီရွေးလေးတွေအဖိုးကြီးလားမင်းကလေ ဟုတ်ပါပြီဗျာဒီအကိုကြီးကတော့လေးလေးလို့လာခိုးလာနေမှာ မင်းက မလေးအဲ့တော့ကွာကိုကလိုအပ်တဲ့ဝင်စားတွေလက်ကိတ်တွေဘာညာအစုံပေါ့ကွာမလေးကိုယူပြပေးလို့ရတယ် ဟဲ့ဘာပြမှာဟဲ့ အဝယ်အစားတွေလိုအပ်တဲ့အဝယ်စားတွေကိုပြပေးလို့ရလားလေညီမလေးပြောတာ ရှင်းပြောစကား ဟုတ်ညီမလေးကိုယူပြပေးနော် ဟုတ်လိုက်ပြပေးပါမယ်ရှင်အဲ့ဒါဆိုအခုရှေ့ရကြပါနော် မင်းကဘာမှလည်းဆိုင်ခွဲရရှိသေးရဲ့အဲ့အခုကြည့်တယ်ညီမလေးလိုက်ပြပေးမယ်လေ အားကြည့်ပါဦး အဲ့ဒါဆိုသွားကြပါ ဟာကလေးဟာကစတမာအဲ့လိုခွဲခြားလို့မရဘူးလေအဲ့လိုခွဲခြားဆက်ဆက်လို့မရဘူးကလေးကိုစားအောင်ကလေးကိုစားအောင် ဟုတ်ဒီရဲဦးမြတ် ဟာဟေးဘာလဲဘလို့လဲကစတမာအဲ့လိုခွဲခြားဆက်ဆက်လို့ရလားပြောရကလေး မဟုတ်ပါဘူးအကိုကလိုက်ကြည့်ခြင်းလို့ညီမလေးကပြပေးရပါ ဟောအဲ့လိုလားသူ့ပြယူမလားအဲ့လိုကိုယူလည်းပြ ဟာခင်ဗျာဘာပြခိုင်းတာတော့ဗျာ ငါကြည့်ချင်တာငါလိုက်ပြခိုင်းပါလေမင်းကလေ ဘာကြည့်ခြင်းလို့လဲဦးလေး ဦးလေးလေဦးလေးဟာကိုချင်းနေကိုနေထားကိုသဘောပေါက်လိုက်တော့ မင်းကစကားပဲမင်းစစ်မင်းပါစပ်ပေါက်ပိတ်တာမင်းပါစပ်ပေါက်ပိတ်တာဟောကလေးဟိုကွေးမိမယ်နော်ဟိုကလေးတို့ဆိုင်မှာဒီယောက်ျားလေးအတုံးဆောင်ပစ္စည်းတွေပဲရောက်လာတာ မဟုတ်ပါဘူးအန်ကယ်ယောက်ျားမိန်းမမျိုးတွေလူမျိုးဘာသာမျိုးတွေအရွယ်သုံးပါမျိုးတွေအဖက်ဖက်ကနေဝယ်ယူနိုင်အောင်လို့စီစဉ်ပေးထားတာပါ ဟိုမကြည့်ဆိုင်ကဘာမှလိုလေသိမ်းမရှိဘူးတားစီတယ်လားကောင်းလားဟိုစေတနာကိုအတိမတ်ပြုတ်တဲ့အနေနဲ့လေဆိုတော့ဦးလေးတို့အန်ကယ်တို့မတုံးမှန်းနဲ့ဟာအဲ့ဒါဆိုပို့ပြီးတော့အတိမတ်ပြုတ်အောင်မတလားဟိုပြီးတော့ကလေးနဲ့ကိုလေးကလည်းဟိုအသက်ချင်းတိတ်ကွာတယ်မဟုတ်တာနော် ဒီအသက်ဒီရွယ်ကြီးနဲ့ဒီရွယ်လေးနဲ့အသက်မကွာဘူးဆိုပဲဒီမှာကြည့်ဦး မလို့ ဟိုမွေးရပြန်နေနေပြီ ရဘဲမွေးလေရ နှစ်တင်မွေးကိုပြောတာ ဟဲ့အကုန်ကြခံပြီးတော့ highlight ဆိုရတာအဲ့လေလားမင်း ခင်ဗျာအေးစင်းနေသမှာဗျာဒီမှာအေးစစ်ကိုဖွင့်မကြောင်းအောင် ဟမ်
အေးစိတ်ကိုဈေးမွေရဘူးလို့ပြောတာနော်ညီမလေး ကြောက်အပိုလာပြောနေတယ်မကျင်းလို့ရှိရင်မင်းချက်တော့မင်းတိုးလိုက်တော့ ဒိုးချင်းတို့ခင်ဗျားပဲဒိုးရမှာ ငါလည်းဒိုးမှာပါငါလည်းဒိုးမှာဟာရောက်ဒိုးတော့မှရိုးရိုးမဒိုးဘူးနော်ဂျပန်ဟိုတစ်ချင်းလေးတော့ငါဒိုးလိုက်ကျင်နေတယ် ဝယ်ချင်းလဲ ဘာလို့ကဂျပန်စကားတူတူတိုင်းနဲ့ပြောလို့ရဲ့ဖူချီတောင်ကြီးရှိတယ်ကြည်လို့ကွယ် ဘာမှလည်းမဆိုင်ဘူးအင်ဒိုနီးရှားနဲ့ဂျပန်နဲ့တခြားစီပါဗျာခင်ဗျာတချင်းတော့ပြက်ပါ ဟောတငါဖီးလေတငါဖီးလေငါဆိုချင်ရဆိုမှာပေါ့ ကဲဗျာကဲဒီတိုင်းသာဆိုရင်ဦးလေးနဲ့ကျွန်တော်နဲ့ပြီးတော့ပါဘူးမဟုတ်တော့ဘူးညောင်စလုံးကလည်းကြိုက်ချင်တူနေရဆိုတော့တို့စင်မြေမလဲနော်ညီမလေး ဒါပေါ့အိုပါရဲ့ ဟေး ဂျပန်ပဲတော်တော်ကိုရီးယားပဲတော်တော်ဒါမှမဟုတ်ပြင်သစ်တို့အီတလီတို့လိုမျိုးဥရောပနိုင်ငံတွေပဲတော်တော်ခေါင်းစားချေရဆုံးလိုအပ်တာတွေရောင်းချပေးနေရလေ ခေါင်းစားခြေဆုံးဆိုတော့ခေါင်းစွပ်ကနေစပြီးတော့ခြေအိတ်လက်အိတ်ဟူဒီအနှွေးတယ်ဘောင်းမီတွေအကုန်လုံးဒီဇိုင်းမှာရတယ်ပေါ့လေ ဒါပေါ့အိုပါရဲ့အေးပိုင်းဒေတာတွေကိုသွားရင်လေအဓိကလိုအပ်တာတွေပေါ့ကန်စတမာတွေအတွက် all in one တနေရာထဲမှာအကုန်လုံးဝယ်ယူနိုင်အောင်လို့စီစဉ်ပေးထားတာလေ အောင်လိုက်တော့ကွာ ငှလိုက်တာဗျာခင်ဗျာဘာလို့ရုပ်တရက်ကြီးထောက်သွားလဲဘာကြီးကောင်းတာလဲ ဟာစီရနာလည်းကောင်းတယ်အတွေးခေါ်နေလည်းကောင်းတယ်အားလုံးကောင်းတယ်ဗျာပစ္စည်းဈေးနှုန်းတွေရောတူတန်တန်ရှိရလား ရှိတာပေါ့ကိုကြီးရဲ့ဒီမှာလေးအစုံလိုက်ပြပေးမယ်လေ ဝါဟိုးဝါ ဟုတ်လေ ဟာ ဟာဒီဇိုင်းမှာလာပြီးတော့ဘာလို့ဝိုင်းနေနေရလဲ အဲ့ချီတော့ပါပေါ့အဲ့ချီလည်းမဟုတ်ကွာပစ္စည်းတွေအားလုံးကြီးတန်လို့ရင်းလည်းတန်တယ်ကွာ တဲ့ရမယ်လေဦးလေးထမ်းတဲ့ဘူးကြော်ညာကြည့်ဘူးရမှာငယ်ငယ်တော့ကလေ ပါ တန်ဟေဟာာပန်မကြောက်ဘူးလေမင်းကမှတန်နဲ့ ဦးလေးကလည်းကြည့်လိုက်လေဒီမှာဒီဆိုင်ထဲမှာရှိတဲ့ပစ္စည်းတွေအကုန်လုံးကဈေးတွေဒီလောက်တန်နေအောင်အဲ့တော့တန်တာဖြစ်သွားတာဗော โอ้ယောမင်းမလွန်လုံးလားယော မလွယ်မှုကိုဆရာကြီးမလွယ်မှု ဘာဖြစ်လဲ ဂျာကင်အင်ကြီးတစ်ထည်ကိုလေအနေဆုံးစီ3000ကျပ်ကနေစပြီးတော့မှရောင်းချပေးနေရဗျာ အဓိကသဘောကျတာကမင်းရဲ့အပြောကောင်းတာလေးကိုငါသဘောကျ အဲ့ဒါဆိုရင်လေဦးလေးကိုထပ်ပြောအောင်မယ်ဗျာ ပြောဗျာ ဝယ်ယူသူတွေအတွက်အားသာချက်တစ်ခုရှိတယ်ဗျာ ဘာလဲ ဘာလဲဆိုတော့ဝယ်ထားတဲ့ပစ္စည်းကိုစိတ်တိုင်းမကြဘူးဆိုရင်နော်ဒစိမ့်မဖြုတ်ပဲနဲ့နှစ်ပတ်အတွင်းလာပြန်လဲလို့ရသေးတယ်ဗျာ ဟောကောင်းလိုက်လားပရိုမိုးရှင်းတွေရောရှိလားယော တိတ်ရှိတာပေါ့နှစ်သိန်းမိုးနဲ့အထက်ဝင်ကျေးဇူးတုတ်ပြန်တဲ့အနေနဲ့လက်ဆောင်တွေလည်းထည့်ပေးဦးမှာပြီးတော့နောက်ထပ်တစ်ခုရှိသေးတယ်နိုင်ငံကျော်ရုပ်ရှင်သရုပ်ဆောင်နေလေ online sale လေးမင်းသားချောလေးရဲ့ဗီဒီယိုပြပြီးလာဝင်လေ10% discount ပေးအောင်ပါနော် အွန်လိုင်းစေလီမင်းသားဘာတူလဲ ဘယ်သူရှိရမှာလဲမင်းသားချောလေးဟင်းတူအောင်ပေါ့ မင်းမဲလားကွာယော ဒါပဲဗောကျွန်တော်ပဲဗော ဟုတ်ပါပြီယောဟုတ်ပါပြီယော ကဲဒါနဲ့ပြောအောင်မယ် ဟုတ်ပါပြီ ACC ဆိုင်မှာလာပြီးတော့မှဝယ်ယူလေးလာခြင်းတဲ့သူတွေအတွက်ဒီဆိုင်မှာလူပြည့်နေလို့ရှိရင်လုံးဝစိတ်ပူကြမလို့ပဲနဲ့နော်ဒီယူဇနာပလာဇာထဲမှာပဲနောက်ထပ်ဆိုင်ခွဲပေါင်း2ဆိုင်ထပ်ဖွက်ထားသေးတယ်လေဗျာ ဟာ ကဲဘယ်တော့အဆင်ပြေလဲ မပြေဘူးဗျာမပြေဘူးလေဩမပြေဘူးယောမင်းဘာတူလဲ ကျွန်တော်ဒီဇိုင်းအချာကြီးပါအန်တီ ဟေး ဟုတ်ချစ်ကိုကျွန်တော်ပြောနားထောင်ပါဦး ပြော ဒီကောင်းကြောင့်ကျွန်တော်အခုအလုပ်ပြုတ်သွားပြီ ဒီကောင်းချောက် ဟုတ်တယ် မင်းအလုပ်ပြုတ်သွားပြီ ဟုတ်ပါတယ် ဘယ်လိုဖြစ်လို့ပြုတ်တာလဲငါ့ကိုပြောစမ်း ခုနကတော့ဒီကောင်နဲ့အကုန်နဲ့ပြောနေတဲ့စကားတွေအကုန်လုံးကျွန်တော်တို့ဘောစီကကြားသွားတယ်ဒီကောင်ကဘယ်ဆိုင်မှာဘာရှိတယ်ဘယ်နေရာမှာဘာထားတယ်ပစ္စည်းရောင်းဝယ်ရတယ်ကျွန်တော်တို့ထက်တော့ပိုတက်နေသေးတယ်အဲ့တော့ကျွန်တော်အလုပ်ဖြုတ်ဒီကောင်ဒီနေ့ကစပြီးဒီဆိုင်မှာအလုပ်ခန့်လိုက်ပြီရဲ့ဗျာ fashion နဲ့ပတ်သက်ပြီးတနေရာထဲမှာအစုံလင်ရရှိနိုင်မဲ့အပြင်လူငယ် fancy design တွေအနောက်တိုင်းဝတ်စုံတွေ leather jacket တွေ shoe တွေပါတနေရာထဲမှာရရှိနိုင်ပါတယ်ခင်ဗျာ ဂျပန်ကိုရီးယားနဲ့ရီယုံနိုင်ငံသွားမဲ့သူတွေအတွက်အေးပိုင်းသုံးဂျာကင်အနှွေးထည်နဲ့ပစ္စည်းအစုံလင်တွေကိုလာရောက်ဝယ်ယူအပ်ပေးနိုင်ပါတယ်ရှင် အရည်သွေးမှန်ဈေးနှုန်းမှန်နဲ့ဖက်ရှင်များကိုဝယ်ယူပေးခြင်းနဲ့ဆိုရင်တော့ရန်ကုန်မြို့ယူဇနာပလာဇာဒုတိယထဲမှာရှိတဲ့ Z Heaven Magic Fashion ဆိုင်များမှာလာရောက်ပြီးမှဝယ်ယူအားပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ